step ပေါင်းရင်းနဲ့ Barcelona ဒီမှာကျင်းပပြုလုပ်တဲ့ Brand Spring Power Battle ရဲ့ semi final ပေါ့နော် head to head ရှင်ပြိုင်မှုနောက်ထပ်တစ် round ရှင်ပြိုင်မှုကိုဆက်လက်ပြီးတော့ကျွန်တော်ကျင်းပမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ခေါက် round မှာတော့ကျွန်တော် Fighting Ace နဲ့ဒီဘက်က Infantry နော်အဖွဲ့ကနေပြီးတော့ရှင်ပြိုင်ကြမှာဖြစ်ပါတယ်အဲ့တော့သူတို့နှစ်ဖွဲ့ရဲ့ head to head ရှင်ပြိုင်မှုကနေပြီးတော့ဘယ်အဖွဲ့ကကျွန်တော်တို့ grand final ကိုတက်ရောက်သွားမလဲဆိုတာကိုစတင်ပြီးတော့ကျွန်တော်တို့ရှင်ပြိုင်မှုကိုဒီခေါင်းကနေကြည့်ရအောင်ဟုတ်ပြီအဲ့တော့ Fighting Ace ဘက်ကစတင်ပြီးတော့ရှင်ပြိုင်မဲ့တယောက်ထွက်ပြီပါဒီဘက်ကလည်းတယောက်ထွက်ပြီပါဗျာစတင်ရှင်ပြိုင်မဲ့လူဟုတ်ပြီကဲမိတ်ဆက်ပြီးပါအောင်နာမည်လေး Fighting Ace ကထိုင်ပင်စာဟုတ်ပြီဗျာကဲFitness Story ကပုံမှန်ဖြစ်ပါတယ်ဟုတ်ပြီဗျာကဲဘာတွေများပြင်ဆင်ထားလဲအားကုန်လို့ထားပါအဲ့စာရီကုန်ထားသင်္ချာတိကတော့မယ်လေဒီနေ့တရားဒီကထားပြီပေါ့ဟုတ်ပြီဗျာကဲအဲ့တော့ဒီမှာလေးဟုတ်ပြီသင်္ချာတွေလုံးဝအဲ့လိုမျိုးတွက်လာပါလားဟုတ်ပြီ1984ကို19456နဲ့မြတ်တီးမရတော့ပါစားပါကဲအဲ့ဒါဆိုရင် ready ဖြစ်ပြီလားနော်အဲ့တော့အခုတို့စီမီစီကန်နေရာကြရင်ကျွန်တော်တို့ skip ပေါ့နော် skip ဆိုတာတော့နှစ်ဖက်လုံးမရတာတော့၎င်းကြော်တာတော့၎င်းပေါ့နော် skip က3က skip ခွင့်ရှိတယ်3က skip လိုက်တဲ့ခါကျရင်ကျွန်တော်တန်တဲ့မိကိုတွေဆက်ဖြည့်လို့မရတော့ဘူးလက်ရှိရမှတ်အတိုင်းပဲစုံပြတ်ဖြစ်လိမ့်မယ်ဟုတ်ပြီနော်ပြီးသွားတဲ့ခါကျရင်တစ်ဖက်အသင်းမှာလူအညူဆုံး9ယောက်လုံးဒါအလမတိဖြစ်အောင်လို့တစ်ဖက်အသင်းကရှင်ပြိုင်နိုင်ရမယ်အဲ့ဒီရှင်ပြိုင်နိုင်တဲ့သူက champion ဖြစ်နေကျွန်တော်တို့ဒီ grand final ကိုဆက်လက်ပြီးတော့တက်ရောက်ခွင့်ရမယ်โอเคနော်ဟုတ်ပြီကဲအဲ့တော့စပါမယ် ready ဖြစ်ပြီလား ready ဖြစ်ပြီလားကဲ team member ready ဖြစ်ပြီလားအတန်ကိုတာ ready လားဟုတ်ပြီဒီဘက်ကရော ready ပါဟုတ်ပြီဗျာကဲနော်အတန်ဘက်ကပို့တိုးပါကဲပထမဆုံးမိကုန်းနံပါတ် round 1ရဲ့ number 1စပါပြီbell TV ရင်စဖြေရပါမယ်နော် bell TV ပါဖြေရပြီဆို bell TV ပါ10 second ကြာပါတယ်လေးတော့ဟုတ်ပြီမှားပါတယ်ခင်ဗျာကဲမရတော့ပါဘူးအချိန်ပြေပါပြီเนาะအချိန်ဝင်နေတယ်ဆိုရင်ဖြေခွင့်ရှိပါတယ်ဒါပေမဲ့ညီလေးဖြေတယ်ဖြေလဲမှားပါတယ်ညီလေးเนาะအဖြေမှန်တော့ C ဖြစ်ပါတယ် C เนาะကဲမိဘနံပါတ်1ကတော့နှစ်ဖွဲ့လုံးဖြေမှားဝဖြစ်ကြောင်းလို့ skip အနေနဲ့ဒါတစ်ခုစပြီးတော့ skip ပါပြီမိဘနံပါတ်2ဆက်ပြီးတော့ကြည့်အောင်ဗျာဗျာ C မိကုန်းနံပါတ်2ရဲ့ဖြေက C မှားပါတယ်မှန်ပါတယ်ခင်ဗျာโอเคစတင်ပြီးတော့မှကျွန်တော်တို့ဒီဘက်က finding ace ကစတင်ပြီးတော့တမတ်ရရှိတာပဲ ace ကိုများချခိုင်းလိုက်လို့လာရင်ပြင်မှန်ပါမိကုန်းနံပါတ်3ကြည့်အောင်ဗျာY ကိုတော့ခိုင်းတာပါ soft Y ပါဒီထားတဲ့ question ကနေပြီးတော့ Y ရဲ့တန်ဖိုးတော့ပြပါပြင်မယ် B မှန်ပါတယ်ခင်ဗျာကဲဒါမှကတော့တစ်ဖက်နဲ့ရရှိနေပြီဖြစ်ပါတယ်မိကုန်းနံပါတ်3ထိပြီးပါတယ်เนาะတခုက skip ထားပါတယ်မိကုန်းနံပါတ်4ကြည့်အောင်ဗျာမှားပါတယ်ဖြေမယ်ဆိုမှဒီလေးအချိန်ရနေသေးနော်ဖြေမယ်ဆိုရင် bell TV တော့တစ်ခါလေးဖြေရပါတော့မယ်ဒီမှန်ပါတယ်ခင်ဗျာကဲအဲ့တော့နံပါတ်တမတ်ရရှိထားပြီဖြစ်ပါတယ်မိဘနံပါတ်4ရဲ့အဖြေကတော့ D4 ဖြစ်ပါတယ်ခင်ဗျာမိဘနံပါတ်5လာပါခင်ဗျာတယောက်မှားတာနဲ့တယောက်ကလူလူနည်းနဲ့မရမပြီးဘူးပါ
ပေးထားတဲ့ equation ပါဒီမြင်ချင်း b ဆိုတာမှန်သလားမှားသလားဖြေပေးပါမှားပါတယ်ခင်ဗျာအချိန်ကျော်သွားပြီလားဟာလားအချိန်ကျော်သွားပြီညီမလေးဒီဘက်ကကြာအဲ့တော့နှစ်ခုလုံးနှစ်ယောက်လုံးမရတာဖြစ်သွားပါတယ်ပုံမှန်ဆိုရင်အချိန်နဲ့ဝင်နေဆိုရင်ဖြေလို့ရတယ်နော်အဲ့ဒီတော့ကြောင့်မလို့အခုကတော့ skip ဒုတိယတစ်ချိန်ဖြစ်ပါတယ်နောက်တစ်ခါ skip ပြီးဝိုင်းတော့ဖြေဆိုမှုရတဲ့နောက်မှာဖြစ်ပါတယ်ခင်ဗျာအဖြေမှန် true ပါမိကုန်းနံပါတ်6လာပါပြီခင်ဗျာဒီမှန်ပါတယ်ခင်ဗျာကဲအဲ့တော့3မှတ်ရရှိနေပြီဖြစ်ပါတယ်မိကုန်းနံပါတ်6ပြီးတဲ့အချိန်မှာကျွန်တော်တို့3မှတ်1မှတ်เนาะဖြစ်နေပါတယ်မိကုန်းနံပါတ်9ကိုဆက်ပြီးတော့ရှင်းပြရအောင်ဗျာမိကုန်းနံပါတ်9ပြပေးပါမှားပါတယ်ချိန်ချန်နေပါသေးတယ်တော်လို့ရပါသေးတယ်6ဟုတ်ပြီ A မှားပါတယ်ခင်ဗျာဖြေမှန်တော့ C ဖြစ်ပါတယ်36ဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့ကျွန်တော်တို့ skip တာ3ချိန်ဖြစ်သွားပါပြီ3ချိန်ဖြစ်သွားဖြစ်ကြောင်းမလို့ထောက်ထပ်မေကွန်းဆက်ပြဖြေဆိုခွင့်မရတော့ပါဘူးဖြေဆိုခွင့်အားလုံးရပ်တန့်သွားတဲ့နောက်မှာတော့ရမတ်က3မှတ်1မှတ်နဲ့ပထမဆုံး round အတွက်ကိုကျွန်တော် infinity ကနေပြီးတော့အနိုင်ရရှိပါတယ်ခင်ဗျာအဲ့တော့ညီမလေးဒါတယောက်ကစပြီးတော့ eliminate ဖြစ်ပါပြီเนาะကဲနောက်ထပ်တယောက်ချင်းစီလာပါမယ်ကဲ final x ကနောက်ထပ်တယောက်လာပါဟုတ်ပြီเนาะဒီဘက်ကကဲနာမည်တွေမိတ်ဆက်ပေးကြပါအောင်ခင်ဗျာသမီးက Finding X ကပူပူကြီးဆန်ဖြစ်ပါတယ်ဟုတ်ပြီဗျာကဲညီလေးဟုတ်ကျွန်တော်ကတော့ Infinix Story ကပြင်းကျော်ဖြစ်ပါတယ်ခင်ဗျဟုတ်ပြီဗျာကဲဟုတ်ပြီ ready ပဲလားစဉ်းစားဖြစ်ပြီလားဟမ်ဟုတ်ပြီစဉ်းစားဖြစ်ပြီလားဘာတွေပြင်ဆင်ထားသေးတယ်အများကြီးပြင်ဆင်ထားပါတယ်အများကြီးပဲဟုတ်ပြီညီလေးရောဘာတွေပြင်ဆင်ထားသေးတယ်အများကြီးပြင်ဆင်ပေးထားပါတယ်ပေးထားပါတယ်ဘယ်သူတွေအတွက်တော့ပါသူတို့အတွက်ကိုပြင်ဆင်ပေးထားတာဟုတ်ပြီဗျာကဲအဲ့တော့ ready ဖြစ်မယ်ဆိုရင်ကျွန်တော်စပါမယ်ရပြီနော် round 2ရပြီနော်အဲ့ဆိုကဲကျွန်တော် round 2ရှင်းပြမှုမိကုန်းနံပါတ်1ပြပေးပါခင်ဗျာဒီမှန်ပါတယ်ကဲတမတ်စတင်ပြီးရရှိနေဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီနံပါတ်2ပြပေးပါB မှားပါတယ်မှားပါတယ်ခင်ဗျာဖြေမှန်တော့ C ဖြစ်ပါတယ်တစ်ချိန်စပြီးတော့နှစ်ဖွဲ့လုံးကမိကုန်းကို skip သွားပြီဖြစ်ပါတယ်အဲကြောင့်မလို့မိကုန်းနံပါတ်2အတွက်တရားမှမှတ်မရရှိပါဘူးမိကုန်းနံပါတ်3ကြည့်အောင်ဗျာကဲမိကုန်းနံပါတ်3အတွက်73စက္ကန့်ကြာပါတယ် B မှန်ပါတယ်ခင်ဗျာကဲအဲ့တော့မိကုန်းနံပါတ်3ဖြည့်ဆို့မှုအပြီးထိကိုကျွန်တော်2-0ဖြစ်နေပါသေးတယ်မိကုန်းတစ်ခုတော့ကတော့နှစ်ဖက်လုံး skip ထားပါတယ်မိကုန်းနံပါတ်4ကြည့်အောင်ဗျာတန်နေမထွက်နဲ့တန်နေမထွက်နဲ့နောက်ကတန်နေကအတော့ကတော့ယူထွက်နေအဖြေမှန်ပြောပြပါ True မှန်ပါတယ်ခင်ဗျာကဲအဲ့တော့ကျွန်တော်3မှတ်ရရှိထားပြီဖြစ်ပါတယ်မိကွန်းနံပါတ်5ကိုကြည့်အောင်ဗျာဘယ်သူဒီလဲ B မှားပါတယ်ကဲအချိန်ရနေသေးရနော် D
မှားပါတယ်ခင်ဗျာဖြေမှန်တော့ C ဖြစ်ပါတယ်ခင်ဗျာကဲနှစ်ကြိမ်နှစ်ဖက်လုံးမှားထားဖြစ်ပါတယ်ဒီတစ်ခါမှားမယ်ဆိုရင် sorry ဖြေဆိုမှုရက်တန်းတော့မှာဖြစ်ပါတယ်နော်ကဲအဲ့တော့နောက်ထပ်မေကွန်းကမေကွန်းနံပါတ်6ဖြစ်ပါတယ်ခင်ဗျာမေကွန်းနံပါတ်6ကြည့်အောင် C မှန်ပါတယ်ခင်ဗျာ C ကဲ၄မှတ်ရရှိထားပြီဖြစ်ပါတယ်40နဲ့မေကွန်း6ခုဖြည့်ဆို့ထားပါတယ်မေကွန်း2ခု skip ထားပါတယ်ကဲမေကွန်းနံပါတ်7ပြပေးပါ D မှန်ပါတယ်ခင်ဗျာကဲအဲ့တော့မေကွန်းကကျွန်တော်တို့ခုဆိုတော့8 9 10 3ခုကျန်ပါတယ်ဒါပေမဲ့ဒီဘက်ကရမှတ်က9မှတ်ရရှိသွားပြီဖြစ်တဲ့ကြောင့်မလို့ဒီဘက်ကကျန်8 3ခုလုံးဖြည့်ဆို့နိုင်အောင်မှာဒီဘက်ကိုမမီတော့တာဖြစ်တဲ့ကြောင့်မလို့ပထမအဆုံးဒုတိယ round ပေါ့နော်ဒုတိယ round number 2ရှင်ပြိုင်မှုအတွက်ကိုလည်း infinite 3ကနေပြီးတော့ပဲထပ်မံပြီးတော့အနိုင်ရရှိပါတယ်ခင်ဗျာ round number 3ရှင်ပြိုင်မဲ့သူတွေနေရာလေးယူပေးပါကဲဘက်က2ယောက်မရှိတော့เนาะ okay နာမည်လေးမိတ်ဆက်ပေးပါအောင် ဟုတ် finding x ကဖြိုးနေဒီခိုင်မှာ finding x ကဖြိုးနဒီခိုင် Infinity ရဆွေးရတော့ပါ ဟုတ်ပြီဗျာကဲအဲ့တော့ကျွန်တော်တို့ round 3ရှင်ပြိုင်မှုစီကိုသွားပါမယ် round 3ရှင်ပြိုင်မှုအတွက် ready ဖြစ်ကြပြီเนาะ okay ပထမဆုံးမေးခွန်းနံပါတ်1ကြည့်အောင်ဗျာ C မှားပါတယ် p p မှားပါတယ်ဖြေမှန်တော့ကျွန်တော်တို့ A ဖြစ်ပါတယ်ခင်ဗျာ round 3ရဲ့မေးခွန်းနံပါတ်1က A ပါမေးခွန်းနံပါတ်2ကိုဆက်ပြီးတော့သွားအောင်ဗျာ c မှန်ပါတယ်ခင်ဗျာဖြေရ C ဖြစ်ပါတယ်ရမှတ်တမတ်စတင်ပြီးတော့ရရှိနေပြီဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့တစ်ချိန် skip ထားပါတယ်မေးခွန်းနံပါတ်ကျွန်တော်တို့2ပြီးရချိန်မှာမေးခွန်းနံပါတ်3ဖြစ်ပါတယ်ခင်ဗျာမေးခွန်းနံပါတ်3 D မှားပါတယ် p မှားပါတယ်ခင်ဗျာဖြေမှန်တော့ C 8 cm ဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့နှစ်ကြိမ် skip ထားပြီเนาะနှစ်ကြိမ် skip ထားပြီဖြစ်ပါတယ်ရမှတ်ကတော့10ပဲရှိပါသေးတယ်နောက်ထပ်မေကွန်နံပါတ်ကျွန်တော်3ခုဆိုတော့ number 4ကိုသွားမှာဖြစ်ပါတယ်ခင်ဗျာကညင်တီးရနော် p မှားပါတယ် D မှန်ပါတယ်ခင်ဗျာဖြေမှန်တော့ D lot 416ဖြစ်ပါတယ်ဆိုတော့ကဲတမတ်တမတ်ရရှိနေပြီဖြစ်ပါတယ်တမတ်တမတ်ပြီးတော့ကျွန်တော်တွေနောက်ထပ်မေကွန်းကဒီတစ်ခါ number မေကွန်း number 5ဖြစ်ပါတယ်ခင်ဗျာမေကွန်း number 5ကိုကြည့်အောင်ဗျာဘယ်သူဒီလဲ c C မှားပါတယ် P မှန်ပါတယ်ခင်ဗျာကဲမေကွန်း5ခုပြီးပြီနော်အဲ့တော့ skip က2ကြိမ် skip ထားရနော်မေကွန်း number 6ဖြစ်ပါတယ်ခင်ဗျာ a မှားပါတယ်ခင်ဗျာမှန်ပါတယ်ခင်ဗျာကဲ3မှတ်ရရှိနေပြီဖြစ်ပါတယ်မေကွန်းနံပါတ်6ထိပြီးရဲ့အချိန်မှာ3မှတ်1မှတ်နဲ့2ကြိမ် skip ထားပါတယ်မေကွန်းနံပါတ်
9ကြည့်အောင်ဗျာမိကုန်းနံပါတ်9ပြပေးပါ D ဟမ် D D for Denmark လားဟာဘာကိုပြောလဲ D C C D လို့ဖြစ်လိုက်တာနော် Okay မှားပါတယ်ခင်ဗျာမဟုတ်ညီမလေးလည်းမရတော့เนาะပြေသွားရယ်เนาะအဖြေမှန်တော့ကျွန်တော်တို့ C ဖြစ်ပါတယ်ခင်ဗျာအဲ့တော့3ချိန် skip သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရမှတ်3မှတ်တမှတ်နဲ့ဒီဘက်က inventory ကထပ်မှန်ပြီးတော့အနိုင်ရရှိပါတယ်ခင်ဗျာကဲဒီဘက်က2ယောက်ကြံနေပါသေးတယ်เนาะ2ယောက်ကြံနေပါသေးတယ်အဲ့တော့2ယောက်ရဲ့ရှင်ပြိုင်မှုကိုဆက်ပြီးတော့ကြည့်အောင်မှာဖြစ်ပါတယ်ခင်ဗျာအဲ့ဟိုဘက်ကတော့နိုင်တဲ့သူတွေကမပြီးသေးဘူးเนาะပြန် Q အောင်မှာเนาะဒီဘက်ကသူတွေကနိုင်တာရင်ဟိုဒီဘက်ကိုပြန်ပြီးတော့ Q ကိုတယောက်ချင်းစီပြန်ပြီးတော့ fight သွားနိုင်သေးတယ်เนาะပြီးကိုတာဝန်ကျေပြီဆိုပြီးတော့ပြောမနေနဲ့အောင်เนาะ Okay အဲ့တော့အခုကကျွန်တော် round number 4ရောက်ရှိပါပြီခဏလေးเนาะအဲ့နာမည်လေး mix up ပေးပါအောင် ဖောင်းနေရနေလေးစမ်း ဟုတ်ပြီ if industry က HA ပါပါ ဟုတ်ပြီเนาะကဲခဏလေးเนาะအဲ့တော့ ready ဖြစ်ပြီလားကဲ round number 4ရဲ့မေးခွန်း number 1စပါပြီခင်ဗျာD မှန်ပါတယ်ခင်ဗျာဖြေမှန် D ဖြစ်ပါတယ်တမတ်စတင်ပြီးတော့ရရှိပြီဖြစ်ပါတယ်ခင်ဗျာ Okay ဆိုတော့ကျွန်တော်တို့ round number 4မေးခွန်း number 2ကြည့်အောင်ဗျာD မှန်ပါတယ်ခင်ဗျာဖြေမှန် D ဖြစ်ပါတယ်ကဲနှစ်မှတ်ထိရရှိထားပြီဖြစ်ပါတယ်ခင်ဗျာဆိုတော့ဟုတ်ပြီဒီဘက်ကကြီးပဲဥဆောင်နေရနော်မေးခွန်း number 3မေးခွန်း number 3ကြည့်အောင်ဗျာအေး မှန်ပါတယ်ခင်ဗျာကဲအဲ့တော့မေးခွန်း3ခုပြီးပါပြီမေးခွန်း number 4လာပါပြီ P မှန်ပါတယ်ခင်ဗျာအဲ့တော့မေခွန်း၄ခုအပြီးမှာရမှတ်ကကျွန်တော်3မှတ်1မှတ်ရရှိထားပါတယ်မေခွန်း number 5လာပါပြီမေခွန်း number 5မှားပါတယ် D မှားပါတယ်ခင်ဗျာအဖြေမှန်တော့မေခွန်း number 5ရဲ့အဖြေမှန် A ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တခု skip သွားပါပြီမေခွန်း number 6ကြည့်အောင် A မေခွန်း number 6ကဘာဖြစ်လဲမှားပါတယ်မှားပါတယ်ဒီဘက်ကဖြေမယ်ဆိုဖြေလို့ရပါတယ် C မှားပါတယ်ခင်ဗျာအဲ့တော့မေခွန်း number 6ရဲ့ဒါအဖြေမှန်เนาะဖြေမှန်တော့ကျွန်တော်တို့ B ဖြစ်ပါတယ်ခင်ဗျာမေခွန်း number ကျွန်တော်6ခုထိအပြီးမှာရမှတ်က3မှတ်1မှတ်2ချိန် skip ထားပါတယ်မေခွန်း number 7လာပါပြီခင်ဗျာ D မှန်ပါတယ်ခင်ဗျာဖြေမှန် D ဖြစ်ပါတယ်โอเคမေခွန်း9ခုပြီးမှာ4မှတ်1မှတ်ရရှိထားပါတယ်မေခွန်း number 8ပြပေးပါ number 8မှန်ပါတယ်ကဲဟုတ်ပြီဗျာအဲ့တော့4မှတ်2မှတ်ရရှိထားပြီဖြစ်ပါတယ်ဆက်ပြီးတော့မှမေခွန်း number 9လာပါပြီ
D မှားပါတယ် C မှန်ပါတယ်ခင်ဗျာကဲအဲ့တော့ကျွန်တော်ဒီမေကွန်းနောက်ထပ်တစ်ခုပဲကျန်တော့တဲ့နေရာမှာဒီဘက်ကလိုက်ပြီးတော့မမီတော့ပါဘူးเนาะမေကွန်း6ခုထိရောက်သွားတဲ့အချိန်မှာ9မှတ်2မှတ်နဲ့ဒီဘက်က infinite 3ဖွဲ့ရပဲထပ်မှတ်ပြီးတော့အနိုင်ရရှိပါတယ်ခင်ဗျာကဲအဲ့တော့ဒီဘက်ကကျွန်တော်တို့တယောက်ပဲကျန်တော့မယ်နဲ့တွေ့နော်ဟုတ်လားတယောက်ပဲကျန်တော့နော်ဒီဘက်မှာလည်းဒီဘက်မှာအကုန်ကျန်သေးတယ်ဟုတ်ပြီကဲအဲ့တော့အစင်းသေးပြင်ထားပေးပါဘာဟိုမဖြစ်နေနော်အရှိမလဲဒါအတွေ့အကြုံတွေမြင်ရှိပြပြီးသားပဲဟုတ်တယ်နော် Okay ready ပဲလားနာမည်လေးမိတ်ဆက်ပေးပါ ဟုတ်ဒီ Finding X ကစွမ်းထားအောင်ပါ ဟုတ်ပြီ Infinite Story ရမေဖြူစင်ဝင်းထီပါ ဟုတ်ပြီဗျာကဲအဲ့တော့အစင်းသေးဖြစ်ကြပြီဆိုရင်တော့ကျွန်တော်တို့ round number ကျွန်တော်တို့5ဖြစ်ပါတယ်စပါပြီမိကုန်းနံပါတ်1 B မှာပါတယ် D မှန်ပါတယ်ခင်ဗျာလောတာနော်အဲ့ဒါလောတာနော်ဒါလောတယ်လို့ခေါ်တယ်ရှမ်းတယ်လို့ခေါ်တယ်ဒါနော်အဖြေကိုမှားပြီးတော့နော်ဟိုဘာလောက်တာနော်ကဲမိကုန်းနံပါတ်1ရဲ့အဖြေကျွန်တော်ရေးစတင်ပြီးတော့ Finding X ကအမှတ်ရနေပါပြီမိကုန်းနံပါတ်2လာပါပြီခင်ဗျာ round 5ရဲ့မိကုန်းနံပါတ်2ပါ A မှန်ပါတယ်ခင်ဗျာ Okay မိကုန်းနှစ်ခုပြီးရဲ့အချိန်မှာတော့ရမှတ်ကတစ်မှတ်ပါမိကုန်းနံပါတ်3ကြည့်အောင်second D မှန်ပါတယ်ခင်ဗျာ Okay နံပါတ်1မှတ်ရရှိထားပါပြီမိကုန်း3ခုပြီးပါပြီเนาะမိကုန်းနံပါတ် sorry 4ဆက်ပြီးတော့သွားပါမယ် D မှန်ပါတယ်ခင်ဗျာကဲသူတို့နှစ်ယောက်ကတော့တကယ်အပြိုင်ဆိုင်ပဲနံပါတ်2မှတ်မိကုန်း4ခုပြီးနေပါပြီနံပါတ်2မှတ်နဲ့တကယ်အပြိုင်ဆိုင်ပါပဲအဲ့တော့မိကုန်း5ကိုကြည့်အောင်ဗျာ P မှန်ပါတယ် B ဖြစ်ပါတယ်ကဲ3မှတ်2မှတ်ရရှိထားပြီဖြစ်ပါတယ်ဆက်လက်ပြီးတော့မိကုန်းနံပါတ်6ကြည့်အောင် P မှန်ပါတယ်ခင်ဗျာကဲ4မှတ်2မှတ်ရရှိထားပြီဖြစ်ပါတယ်မိကုန်း6ခုပြီးပါပြီမိကုန်းနံပါတ်7လာပါပြီခင်ဗျာကဲ Finding X က Find X ပါတယ်နော်အဲ့ဒီ Finding X က Find X ကိုမှန်အောင်ရှာပါ C ဘာလဲ C မှန်ပါတယ် relax ပါညာပါလေသူမအတန်နေတောင်တုံနေပြီ Finding X ကဘာလို့ X ကိုမရှာနိုင်တာတော့နော်နာမည်အတိုင်းပဲပေးထားတာနော် Find X ဆိုပြီးတော့ကဲအဲ့တော့4မှတ်3မှတ်ရရှိထားပြီဖြစ်ပါတယ်မိကုန်း9ခုပြီးပါပြီခင်ဗျာမိကုန်းနံပါတ်8ကြည့်အောင်ဗျာသေချာစဉ်းစားမှဖြစ်မယ်နော်မိကုန်းနံပါတ်8ကတော့တစ်ဖက်မရရင်တစ်ဖက်ကရသွားမယ်ဖြစ်နေမိကုန်းနံပါတ်8True မှန်ပါတယ်ခင်ဗျာကဲအဲ့တော့အမတ်ကတော့သူတို့ကတော့အပြိုင်ဆိုင်ပဲ၄မှတ်ရရှိထားပြီဖြစ်ပါတယ်မေကွန်း၈ခုပြီးပါပြီဆိုတော့မေကွန်းနံပါတ်9လာပါပြီခင်ဗျာ D မှန်ပါတယ်ခင်ဗျာကဲညီမလေးနောက်ဆုံးမေကွန်းတစ်ခုကြံတယ်ဒါပေမဲ့ပူစရာမလိုဒီမေကွန်းသာဖြည့်ဆိုနိုင်ရင်ဒါ draw အနေနဲ့နောက်ထပ်မေကွန်းတစ်ခုထပ်ပြီးတော့ရှင်းပြရမှာဟုတ်ပြီနော်10မှတ်
မေးတဲ့နေရာမှာ9မှတ်9မှတ်ရထားတယ်ဆိုရင်နောက်ထပ်တစ်ခုဆက်ပြီးတော့ဖြည့်ဆိုရမယ်နော်โอเคအဲ့တော့ညီမလေးပေါ်မှာလည်းအရေးကြီးသလိုညီလေးပေါ်မှာလည်းအရေးကြီးတယ်ဒီမေးခွန်းသာဖြည့်ဆိုနိုင်ညီလေးတို့ဖွဲ့ရတော့စပြီးတော့အနိုင်ရရှိပြီ round 5ရဲ့မေးခွန်းနံပါတ်10ကြည့်အောင်ဗျာ C မှန်ပါတယ်ခင်ဗျာကဲတကယ်ကိုဒီနှစ်ယောက်ကတော့အကျိတ်နေပဲเนาะတမတ်နဲ့တောက်လျှောက်တက်လာတာ9မှတ်9မှတ်နဲ့ draw ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ extra မေးခွန်းစီကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ် extra မေးခွန်းမှာတော့တစ်ဖွဲ့ကနိုင်လိုက်တာနဲ့ကိုကျွန်တော်တို့အနိုင်ရရှိပြီဖြစ်ပါတယ်ဟုတ်ပြီเนาะမေးခွန်းတစ်ခုမှာတစ်ဖွဲ့ကနိုင်လိုက်တာနဲ့ကိုအနိုင်ရရှိဖြစ်ပါတယ်ဆိုတော့ extra မေးခွန်းကိုကြည့်အောင်ဗျာမှာပါတယ်ကဲညီမလေး skip သွားပါပြီကဲတော့ဒီဘက်ကအနိုင်ရရှိသွားဖြစ်တဲ့ကြောင့်မလို့တယောက်ဆက်ပြီးတော့ဂျန်နေသေးတယ်ဟိုဘက်က eliminate ဖြစ်သွားပြီတယောက်ကနော်ဟုတ်ပြီနော်ကဲတယောက်ပြန်ပြီးတော့ head to head ရှင်ပြိုင်ဖို့အတွက်အစင်လိုက်ပြန်လာပေးပါ okay စင်နေဖြစ်ပြီလား round number 6ရှင်ပြိုင်မှုနော် round number 6ရှင်ပြိုင်မှုစပါမယ် okay ready မေးခွန်းနံပါတ်1ကြည့်အောင်ဗျာပြီးမှားပါတယ် C မှားပါတယ်ခင်ဗျာဖြေမှန်းတော့ကျွန်တော် A ဖြစ်ပါတယ်ခင်ဗျာဆိုတော့မေးခွန်းနံပါတ်2ဆက်ပြီးတော့သွားပါမယ် skip တစ်ချိန်ဖြစ်သွားပြီနော်โอเคလက်လေးပြင်ထားပေးပါ ready 1 2 3ပြန်ခေါ်မယ်နော်1 2 3 okay ပြီးမှန်ပါတယ်ခင်ဗျာဟုတ်ပြီမေကွန်နံပါတ်3ကြည့်အောင်ဗျာမှန်ပါတယ်ခင်ဗျာโอเค1-1ဖြစ်နေပါပြီမေကွန်တစ်ချိန် skip ထားပါတယ်မေကွန်နံပါတ်အခုကျွန်တော်တို့ဆက်ပြီးတော့4ကြည့်အောင်ဗျာဒီမှာပါတယ်မေကွန်နံပါတ်4အေးမှားပါတယ်ခင်ဗျာဖြေမှန်းတော့ B ဖြစ်ပါတယ်เนาะ B for Belgium ပါเนาะ Okay မေကွန်းနံပါတ်4ရဲ့အချိန်မှာတော့ကျွန်တော် skip က2ချိန်ရရှိထားပြီဖြစ်ပါတယ်မေကွန်းနံပါတ်5လာပါပြီခင်ဗျာအေးမှားပါတယ် B မှားပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဖြေရတော့ C ဖြစ်ပါတယ် C ဖြစ်ပါတယ်ခင်ဗျာအဲ့တော့ C ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်1-1ဆိုတော့နေရာလုံး eliminate ဖြစ်တဲ့ခါကျရင်သူတို့နိုင်သွားပြီပေါ့နော်ဟုတ်ပြီနော် Okay နေရာလုံး eliminate ဖြစ်သွားပြီဖြစ်တဲ့ကြောင့်ဒီဘက်က inventory ကနေပြီးတော့အနိုင်ရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာ